ဒီကာလူပါလူပါဝဲဆုံးဖြတ်ချက်ချခဲ့ပြီးစိန်ခေါ်မှုတွေနဲ့ဘဝခီးချက်ကိုရှောင်ဖို့ဆလမှုတစ်ခုတည်းရှင်မနောင်တမရှိမချုံမွေလို့တဲ့ကညမရဲ့စေညောရဖို့ခွဲညောလင်းချက်မဲ့ခဲ့ပြီးအစမပြေမှုတွေနဲ့ဘဝခွေမှာရောက်လို့အရှုံးများတဲ့နေ့လို့ဘယ်ခါ